မင်္ဂလာပါကျမရဲ့ YouTube channel ကနေကြိုဆိုပါရစေအခုဘလို့ရေသန်းစားလာတဲ့အကြောင်းအရာတွေထဲမှာဘိုက်ဆိုတဲ့စကားရဲဆိုတာပါလဲဆိုတာသိပြီးလက်ဖရီအသုံးချမိကြတဲ့သူတွေရှိမိပြီးတချို့ကဒီစကားလုံးကောင်းမကြဘူးကြပြီးတွေ့ရတယ်တကယ်တော့ဆိုတာအရာပေါ့အင်္ဂလိပ်ဘာသာစကားဖြစ်တဲ့ artificial intelligence ဆိုတဲ့စကားလုံးကိုအတိုးခောက်ထားတာပေါ့အမားတို့ဆိုရင်ငယ်ရည်တူနီးပညာနုသားတယောက်ရဲ့အုံနောက်မဲ့အတွေးခေါ်တွေကိုတူးပထားတာပေါ့အဲဟာစေဘက်ဆိုင်ရမှာလဲသုံးတယ်လို့အခုလိုဓာတ်ပုံရိုက်ဓာတ်ပုံကျူပြင်ပွားဒီဒီတို့တွေဖန်တီးရမှာလဲအတုံးဝင်ကြတယ်သူ့ကိုအတုံးချပုံပဲမူတီတာပေါ့သူဟာအထူးရန်ကဘာတွေကဆရာဝန်လဲချစ်နိုင်တယ်အင်ဂျင်နီယာလိုမျိုးအတီလဲချစ်နိုင်တယ်ဘာသာစကားတွေကိုအလိုအလျှောက်ပြန်ဆိုပေးနေရလဲချစ်နိုင်တယ်အာစီးပွားရေးလုပ်ရင်ကောင်းမလဲဆိုတဲ့ဒီယာကအစာကနေတဲ့မျိုးသမီးလေးဓာတ်ပုံလုပ်ပေးပါအစုံအကုန်ခိုင်းလို့ရတယ်အခုကျမပြောနေတာကိုလေအမျိုးသားတယောက်အတန်ကိုကြောင်းလဲပေးပါဆိုပေးနိုင်တယ်လို့ကျမဘုံကိုကိုတုံးလုံးချွတ်ပြီးဖီတုံးလုံးဖို့တုံးလုံးပုံလေးလုပ်ပေးနိုင်နေခိုင်းဟာတကယ်စွာထပ်ပြီးကြောက်ဖို့ကောင်းတဲ့အဆင့်ကိုရောက်လာနေပါပြီဒါပေမဲ့အတုံးချမဲ့သူရဲ့အတွေးနဲ့နှုတ်ရက်ပေါ်မူတည်ပြီးအကောင်းဆုံးຢာတွေလည်းနှုတ်ပေးနိုင်ပါတယ်တေချာရာကတော့လူတယောက်အတွက်အနီးကပ်အဖော်မူပါပဲနောက်ထပ်ဗီဒီယိုတွေမှာတော့ကျမအတုံးကလေးကျဲလာတဲ့နှုံနဲ့နယ်ပယ်တွေနဲ့ကျမတို့လည်းဘလို့အတုံးချပြီးနေ့စဉ်ဘဝမှာဒုတုံးမှုရယူကြမလဲဆိုတာပြောပြပေးမယ် YouTube channel ကို like up subscribe လုပ်ခဲ့ပါအောင်ကျေးဇူးတင်ပါတယ် bye bye